အားလုံးပဲမင်္ဂလာပါ Story Rush Recap Channel ကနေကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ Scotland ကျွန်းတစ်ခုပေါ်မှာမီးပြတိုင်ဟောင်းမှာခွေးတစ်ကောင်နဲ့အတူတိုက်စစ်စွာနေထိုင်နေတဲ့မေဆန်ဆိုတဲ့လူတစ်ယောက်အကြောင်းတင်ဆက်ပေးမှာပါသူ့ရဲ့နေ့စဉ်ဘဝကညင်းငွေစရာကောင်းလောင်းအောင်အေဂျင့်နေပေမဲ့ဒီနေ့မှာတော့ Jessie ဆိုတဲ့မင်းကလေးကိုပင်လယ်ထဲကကယ်တင်လိုက်ရတာကနေသူ့ရဲ့လူ့ဟွာချက်တွေစတင်ပေါ်ပေါက်လာပါတယ်Jessie ကမေဆန်ဟာဘာလို့ရဲကိုအကြောင်းမကြားတာနဲ့သူ့အကြောင်းတွေကိုဘလို့သိနေတာလဲဆိုတာတန်တဲ့ဝင်ပြီးကြောက်လန့်နေပေမဲ့မေဆန်ကတော့သူမရဲ့ဒဏ်ရာရနေတဲ့ခြေတော်အတွက်ဆေးသွားဝယ်ပေးခဲ့ပါတယ်ဒီအချိန်မှာလန်ဒန်က MI6 ဌာနချုပ်မှာတော့နီးပညာအလွဲထုံးစားမှုတွေကြောင့်အရှုပ်တော်ပုံဖြစ်နေပြီးအကြီးအကဲ Manifort ကယာဒူးကနှုတ်ထွက်ပေးရလိုက်ပါတယ်ဒါပေမဲ့ MI6 ရဲ့ထောက်လန်းစေစနစ်မှာကမ္ဘာအလိုချင်းဆုံးအကြမ်းဖက်သမားအထိမေဆန်ရဲ့တီနေယာပေါ်လာတဲ့အခါမှာတော့အထူးတပ်ဖွဲ့တွေကိုကျွန်းပေါ်လွတ်ပြီးအန်စီခိုင်းပါတော့တယ်မေဆန်ဟာရန်သူတွေလာနေပြီဆိုတာသိတာနဲ့ဂျက်စီကိုပုံခိုင်းပြီးကျွန်းပတ်လယ်မှာသူကြိုတင်ပြင်ထားတဲ့ထောင်ချောက်တွေနဲ့ရန်သူတွေကိုစတင်တိုက်ခိုက်ပါတော့တယ် MI6 agent တွေတယောက်ပြီးတယောက်တေဆုံးသွားပြီမဲ့မေဆန်ရဲ့သစ္စာရှိတဲ့ခွေးလေးဂျက်လေတော့ဒီတိုက်ပွဲမှာအသက်ဆုံးရှုံးသွားခဲ့ပါတယ်ဒါကိုတိသွားတဲ့မေဆန်ဟာဒေါသတကြီးနဲ့ရန်သူတွေကိုအပြက်ရှင်းပြီးဂျက်စီကိုကယ်ထုတ်ခဲ့ပါတယ်ဒီအချိန်မှာ MI6 ဘက်ကနေမေဆန်ရဲ့ကိုရီးယားကျွန်းကိုပြန်စစ်ကြည့်တဲ့အခါမှာတော့သူဟာအကြမ်းဖက်သမားမဟုတ်ဘဲလွန်ခဲ့တဲ့10နှစ်ကတေဆုံးသွားပြီလို့ကြေညာထားတဲ့သူတို့ရဲ့ထိတန်းအေဂျင့်တယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်အတိတ်တုန်းကမေဆန်ဟာအပြစ်မဲ့တဲ့အိပ်ပန်းရင်တယောက်ကိုတတ်ဖို့ Manifort ရဲ့အမိန့်ကိုညှင်းဆန်ခဲ့လို့အခုလိုအစဖြောက်ထားတာပါမေဆန်ဟာသူ့ရဲ့မိတ်ဆွေဟောင်းတွေစီမှာအကူအညီတောင်းပြီးဂျက်စီကိုဘေးကင်းရာပို့ပေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ Manifort လွတ်လိုက်တဲ့ရက်ဆက်တဲ့လူတပ်သမား Workman ကသူတို့နောက်ကိုထပ်ချက်မကွာလိုက်နေပါတယ်နောက်ဆုံးမှာတော့မေဆန်ဟာသူ့ကိုယ်သူအဖမ်းထီမဲ့အန်ဒီယာကြားကနေဂျက်စီကိုတင်းဘောပေါ်တင်ပြီးလွတ်မြောက်အောင်ပို့ပေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မေဆန်ဟာလူတပ်သမား Workman ကိုတန်ကြောတချောင်းနဲ့ရက်ဆက်ဆက်တပ်ပစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့မေဆန်ဟာအဓိကတရားခံ Manifort ရှိတဲ့ရုံးခန်းထဲအထိတယောက်တည်းဝင်သွားပြီး Manifort ရဲ့အမျှတာမှုတွေကိုဖော်ပြနိုင်မဲ့အထောက်အထားတွေကိုလက်လွဲပေးသလို Manifort ကိုလည်းကိုယ်တိုင်တပ်ပစ်ခဲ့ပါတယ်3လအကြာမှာတော့ Jessie ဟာစပိန်နိုင်ငံမှာအေဂျင့်စွာနေထိုင်နေတာကိုတွေ့ရပြီးမေဆန်ကလည်းသူမကိုအဝေးကနေတစ်စိတ်စွာစောင့်ရှောက်နေစေဆိုတာကိုပြသရင်းဇလန်းလေးပြီးဆုံးသွားပါတယ်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movies တွေတင်ဆက်ပေးမှာဖြစ်လို့ like and follow လုပ်ပြီးဆက်လက်စောင့်ကြည့်ပေးအောင်ပါဗျာ